တခါကအလွန်ကြည်လင်တဲ့ရေကန်ကြီးတစ်ခုထဲမှာရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့ငါးလေးတစ်ကောင်ရှိပါတယ်။သူဟာသူ့ရဲ့အလှပါကိုအလွန်ဂုဏ်ယူပြီးရေကန်ထဲကအခြားငါးတွေတရဝါတွေကိုအမြဲထင်သေးလေးရှိတယ်။ဒီနေ့မှာတော့ရွှေငါးလေးဟာကောင်မောင်ဘေးကကြောက်တုံးပေါ်မှာထိုင်နေတဲ့ဖားဝူကြီးတစ်ကောင်ကိုမြင်တော့လောင်ပြောင်ပြီးပြောလိုက်ပါတယ်။ဟေးဖားဝူကြီးခမည်းကိုကြည့်ရတာအရေးပြားတွေကလည်းတွန့်နေနေတာပဲကျွန်တော်လိုရွှေရောင်လဲမတောက်ပါဘူးခမည်းရဲ့ဘဝတကယ်ကိုပြင်းစရာကောင်းတာပဲနော်ဖားအိုကြီးကပြုံးပြီးအေးဆေးပဲပြန်ပြောပါတယ်ငတ်ညီရုပ်ရည်ဆိုတာခဏတာပါဘင်းရံရဲ့ကြုံလာရင်မင်းရဲ့အလှမင်းကိုကယ်နိုင်မှာမဟုတ်ပါဘူးတတိနဲ့နေတိုင်းတတ်ဖို့ပဲလိုတာပါလို့ဆုံးမပါတယ်ဒါပေမဲ့ရွှေငါးလေးကတော့ဂယုမဆိုင်ပဲရေထိုင်ကောင်ကိုကူးခတ်သွားတာပေါ့မကြခင်မှာပဲကံဘေးကိုတငါတဲ့တယောက်ရောက်လာပါတယ်တငါတဲ့ကကံတဲကိုကြီးလိုက်တဲ့အခါတခြားငါးတွေကချုပ်နေကြမှာပုံနေပြီမယ်ရွှေငါးလေးကတော့သူ့ရဲ့တောက်ပတဲ့အယောင်ကြောင့်ထင်းထင်းရှားရှားကြီးကိုဖြစ်နေပါတယ်တငါတဲ့ကဟောဒီငါးလေးကအယောင်လှလိုက်တာငါ့အိမ်လေးကမှန်ကန်လေးကိုထည့်ထားရင်တိတ်လာမှာပဲဆိုပြီးဖမ်းလိုက်ပါတော့တယ်။ရွှေငါးလေးဟာရုံးကန်ရင်းနဲ့ဘာဝီပြောခဲ့တဲ့အလှပါဟာဘင်းရံနေရကိုမကာကွယ်နိုင်ဘူးဆိုတဲ့စကားကိုနောင်တရသွားနဲ့သတိရနေပါတော့တယ်။ပေးခြင်းတဲ့မစိတ်လေးရတော့အလှပါကြောင့်တင့်ဘဝကိုဒုက္ခမရောက်စေပါနဲ့။